မ
ထိုင်းတော့တော့ပိုင်းလို့စတောင်ပြောပါမယ်ပိုင်းလို့တော့ပိုင်းလို့ထိုင်းလို့ပိုင်းတော့မာလို့ပြောခွေခွေးလို့ပြောထိုင်းလို့ပိုင်းလို့တော့ပိုင်းဒီကတော့ဒီလိုထိုင်းလို့တော့မတော်နဲ့မပိုင်းတော့မတော်နဲ့ထိုင်းလို့ပြောရင်ငါတလေးပါဘယ်လိုပြောပိုင်းအိတ်ပြောဘယ်လိုပြောဘယ်လိုပဲပိုင်းဟောပိုင်းကဘောင်းတယ်လားပိုင်းတယ်ပိုင်းတယ်ပိုင်းတယ်ဟုတ်တယ်တော့ဒါတကယ်ထိုင်လို့ကိုယ်တကယ်ပါတာငါတက်တယ်ငါတက်တာဒီမှာထိုင်းမှာငါတင်းတင်းတင်းကြောင်းတယ်လေတင်းတင်းပါတင်းတင်းရမှာတော့ငါအပိနဲ့ပတ်သက်တာတိုက်တာလေအကုန်ပြောတယ်တကယ်တက်ငါတက်တာထိုင်းလို့ဘယ်အပေးမယ်ဒီမှာရှိမှဒီလိုကြီးကတော့ထိုင်းလို့တက်ဟာရတယ်ပြေးပါထိုင်းလို့တက်တယ်ဒီကိုမားတယ်ခေါင်ပါထိုင်းလို့ခေါင်ပါဘလို့ရှိထိုင်းလို့ခေါင်ပါဟုတ်တယ်လေသူ့ကားရပြီးပါအထုံးရတာပါလေအဲ့ဒါခေါင်ပါတက်တယ်ဒီကိုခေါင်နီဘုံပါဆိုတော့ကိုတက်တော်ကြီးတယ်လို့အခုမှအမိရောင်နေပါအဲ့ဒါခေါင်နီအဲ့တော့ဝီဒီယိုခေါင်ဆူဒီပါဒီတော့ဘာလို့နေနေဟာလို့ဖရဲဒီကိုငါပြောတယ်လို့ဒါတော့တကယ်မတက်တော့အကောင်လားဖရဲဒီလည်းလောလေးဟာလို့ဘယ်လိုလဲဖရဲဒီခေါင်ထူလိုက်တော့ဖရဲထူပဲဟာအောင်လိုက်တော့တကယ်တက်အောင်လိုက်လို့တကယ်လားတက်တာမှာတက်ပြီးမနောက်နဲ့ဒီတိုင်းရှက်ပြောတဲ့လူရဲ့နောက်ပြီးပြောတော့တလုံးကျက်တာလေငါအတီးဘာလို့အဖွက်တိတ်တာကြာဟာဘယ်လိုဘယ်လိုအမြင်လို့ထိုင်းလို့အခုဒီအမေကိုပြီးဆောင်အမကစောက်ထုံသားတယ်အမဆောင်တယ်ထိုင်းအမကိုစောက်အမစောက်ထုံသားတယ်ဆောင်ထုံသားတယ်ဒီကိစ္စတော့ကိုဒီအမကိုပြီးဆောင်ခလေးကိုလူခလေးတီးလူကြီးလူကြီးငါပြန်တော့ဟာဟုတ်တယ်အမေကိုမဲအမေကိုမဲအမေပြောတယ်မဲပြောတယ်အမေပြောနေတယ်မဲပြောတယ်ထိုင်းနေကြတယ်မဲပြုံးနေရှိအဖိုးအဖေအဖိုးအဖေဖောအဖေရဖောအဖေရှောတယ်ဖောရှောတယ်လေကအဖေရှောအမလည်းမသိပဲအဖေကိုဖောအဖိုးကြားတယ်လားအဖိုးအဲ့လိုတော့တော့ဒါကျွန်တော်ဟာပြောကျွန်တော်မြန်မာခြေစီးတွေပြန်ဟုတ်ကဲ့ဘောမှာလားတကယ်ရမ်းမကြိုက်တယ်တကယ်ခေါင်းထဲမှာအာယူတိုင်ကြီးဆိုတဲ့ကမ်းမှာလီးထွားနေတကယ်ဟိုထိုင်းကားလေးမှာလေးဥမ္ဘတ်လေဝါပါလားဥပ္ဘတ်ဘာလဲဥပ္ဘတ်ပညာပြောင်းလိုက်ရမ်းလို့ဦးအဲ့ဒီအိုးဟုတ်လားဥပ္ဘတ်ဟောသူမြောက်လေးလားဝမ်ဘတ်ဖျားကောင်းခိုးတယ်ခါဟောဒီဖျားကောင်းခိုးတယ်ခါဒါအင်္ဂလိပ်မှာလားဒီမှာဒီမှာနေမယ်အင်္ဂလိပ်မှာအဲ့ကားနဲ့ဘာလို့အဲ့ကားနဲ့လူကြီးစကားပြောဒီလေဘေးကိုလက်ထောက်တော့ပြောထိုင်းအဲ့လူဥပ္ဘတ်ကားနဲ့ဒီတိုင်းပြောတယ်ပြောတယ်ဟာတန်လောက်ပြီဘယ်လိုပြောလေဘေးကိုဒီဟိုတုံးလေးနဲ့ထောက်တော့ပြောဟုတ်ပြီအဲ့ဒီကျန်တဲ့ဒီပိရိယတိရဲ့ကားရဲ့ဘိမဟုတ်ဘူးဒီမှာမပြောကြပါဘူးအဲ့တော့ကျွန်တော်ပြောတယ်တော့မထားဘူးဒီကတော့ကိုအဲ့တော့ကျွန်တော်ဒီကောင်လေးကိုပေါက်ပြရမလို့ထိုင်တဲ့ချင်းပုံစီပြ
ထိုင်တဲ့ချင်းပေါ့ထိုင်တဲ့ချင်းဆိုတော့ကိုယ်ပိုင်စကားပြောရင်ခက်တယ်လို့ထိုင်လို့ပါကိုယ်တိုင်ကြီးတာချင်းဆိုကြအချင်းကိုဆိုဒါပေမဲ့ပြဿနာကတဲ့လူတွေဒါပေမဲ့မိကလည်းရောကိုယ်ထိုက်ကမလို့ကဲကဲမထိုက်ကတာထိုင်လို့တာရှိပြီဘူးမလို့ထိုက်ကဘယ်လိုကနမကြီးအချင်းမကြလိုက်ကြတယ်ဟုတ်လားကဲကဲထိုင်လို့လည်းကပါအကမှာဖာတယ်မှာသာ ပထမလည်းက ရှာလိုက်တော့လို့အကမှာနံပါတ်1 ဝါအတေဟောမလို့ရတာအကမှာဆွတ်တဲ့သူရ ဆွေတဲ့စိတ် ဒိုင်ယာဆောက်မယ်ကလို့စောက်တိုင်းနဲ့ရွှေတယ်ကျွတ်မတယ်ကြာ ဟုတ်တယ်အဲ့တော့ထိုင်လို့လည်းဆိုတယ်ထိုင်ငါဒုရအကကမှာဒုရအကကလည်းကတယ် အော်မိပလန် ဘာတက်လာမရှိဘူးโอเคဟုတ်ပြီအဲ့တော့ထိုင်